ကျွန်တော်ပစ္စည်းလက်ကန်ကန်လေးဝယ်ယူသွားတဲ့သူတွေတော့နော်ဘယ်လိုတက်ရမလဲဆိုတော့အရင်ဆုံးနက်ပေါက်လေးကိုဒီလိုထည့်မယ်နော်ဒီလိုထည့်ပြီးတော့ဒီနေရည်လေးတိုင်းကြောင်းရစ်မယ်နော်နေရည်လေးတိုင်းကြောင်းရစ်မယ်ဒါဆိုလို့ရှိရင်နေရည်တိုင်းဝင်သွားပြီဒါဆိုရင်နေရည်ကုန်းလူရောက်သွားပြီပေါ့နော်ကုန်းလူရောက်တော့လို့ရှိရင်ပုံပြီးပဲထားပါတော့ဒါဆိုပုံပြီးဒါဆိုလို့ရှိရင်အတွင်းနဲ့လေးကိုမချက်သေးတော့ဘူးနော်ဆောင်းပြီးထားရမယ်ဒါဆိုကျွန်တော်ဒါလေးကဒီလိုကစားလို့ရနေအောင်မယ်နော်ဟိုလေးကစားလို့ရနေသေးတယ်နက်ကတော့ချက်သွားမှန်းနဲ့ကစားလို့ရနေအောင်မယ်ဒီလိုတော့ကစားလို့ရနေပါတော့အဲ့ကစားလို့ရနေအချိန်မှကျမဒီကောင်တက်ပြနော်ဒီကောင်တက်လိုချင်လို့လည်းလေးပြန်ဆွတ်တာပါဗျာနော်လိုချင်တဲ့အတိုင်းအရအောင်လို့ဒီလိုလေးတာတက်ပြီးပါဘောနော်ဒီနေ့လေးဒီ bracket နဲ့လေးကိုပြန်တက်လိုက်မယ်မြင်ရလားမသိဘူးမဲဒီ bracket နဲ့လေးကိုဒီတိုင်းပြန်ထည့်လိုက်မယ်ဒါပဲဒီလိုဝင်လာပြီဆိုလို့ရှိရင်ဒီနေ့လေးကြက်မယ်โอเคဒီကောင်လေးကိုအလဲတဲလို့ချင်းအလဲတဲပေါ့ဗျာနော်ဘေးလို့ချင်းလည်းဘေးပေါ့အဲ့ဒါလို့ရှိရင်အလဲကောင်တဲရောက်သွားပြီအပြီးမှဒီနက်ကိုကြက်အဲ့ဒါပြီးမှနော်နက်ကိုပကားပြန်ကြက်လိုက်တော့အဲ့တို့လိုချင်တဲ့အနေထားကိုရောက်ပြီဆိုတဲ့သဘောဖြစ်သွားပြီအဲ့ဆိုရင်ပြီးရင်ဒီနက်လေးတွေကိုပြန်ကြက်ဒီနက်လေးတွေဒီနက်လေးဒီကြားထဲမှာစပရိန်ထဲတော့ပိုကောင်းတာပေါ့ဗျာနော်ဒါကြက်ပြီးရင်ဒီကောင်လေးတွေပဲကြက်ဒါဆိုရင်ပေါ်လောကငြိမ်လာပြီနော်ဒီအောက်ကနဲ့လေးနဲ့ကြက်မယ်အောက်ကလည်းနေတော့ခွာဆိုင်နေဆိုတော့ကောင်းတော့ပြကျွန်တော်အလဲတကူခွာမရှိရနဲ့တလန်နဲ့ပဲကြက်ပေးလိုက်တယ်ဒါပဲအဲ့ဒါမလုပ်တော့လုံးဝမလုပ်တော့โอเคအဲ့ဒါမှဒီမှာကျတော့အတူရှိပေါ့ဗျာနော်ဒီပုံစံမှာပဲတက်ကစင်းရလေညံနေအခုဟာကျွန်တော်နည်းနည်းရဲဆိုတာကင်မရာလေးကိုကြည့်လိုက်ကင်မရာလေးပွဲလာမပွဲလာကြည့်လိုက်ဒီမှာပြန်ပြီးတော့လုံနေလိုက်ဆိုတော့နှစ်ခါတော့လောက်ပြင်မှန်းတာပေါ့တကယ်အပြင်မှာစင်ရလောက်မကြပါဘူးညံပါတယ်နော်ဒီကောင်လေးကိုအတူရှိရောโอเคဝယ်ယူသွားတဲ့ customer တွေနောက်ဝယ်ယူမဲ့ customer တွေအလွယ်တကူသုံးပြီးကလွယ်အောင်လို့တက်စင်ရလွယ်အောင်လို့ပြပေးတာပါခင်ဗျနော်ဝယ်ယူအားပေးတဲ့သူအကုန်လုံးကျေးဇူးတင်ပါတယ်